Intake နဲ့ Damit ရဲ့ခွာခြားချက်လေးတွေကိုရှင်းလင်းပေးပါမယ်။ Damit ဆိုတဲ့စကားလုံးလေးကရည်ရွယ်ချက်တစ်ခုခုကိုသုံးပြောခြင်းတဲ့အခါမျိုးမှာသုံးတာဖြစ်ပါတယ်။ဘာလို့စီရင်ဘာလို့ရင်အတွက်ဘာဖြစ်အောင်ဆိုတဲ့တစ်ခုခုကိုရည်ရွယ်ချက်နဲ့လုပ်တဲ့အခါမှာDamit ဆိုတဲ့စကားလုံးလေးကိုသုံးပြပါတယ်။နမူနာအနေနဲ့ဆိုလို့ရှိရင်တော့ Hauptsache ich lerne Deutsch ဆိုတဲ့စာကြောင်းလေးမှာ Damit ich in Deutschland arbeiten kann ဂျာမန်စာသင်လိုက်တယ်အဲ့လိုသင်လိုက်ခြင်းအပြင်ဂျာမနီမှာအလုပ်လုပ်နိုင်ရန်အတွက်ဆိုတဲ့အနေနဲ့စာကြောင်းကိုတည်ဆောက်လိုက်တယ်အဲ့ဒါဆိုရင် Damit ကိုစာကြောင်းလေးကိုဆက်လိုက်မယ်ဆက်ပြီးတော့ Nebensatz ဖြစ်သွားတဲ့အတွက် can ဆိုတဲ့ verb လေးကိုအနောက်ဆုံးပို့လိုက်ပါမယ်အဲ့လိုမျိုးစာကြောင်းလေးတွေမှာ Damit နဲ့ဆက်ပြီးသုံးလို့ရပါတယ်spart Geld damit ein Auto kaufen kann သူကပတ်စံကိုစုတယ်အဲ့လိုစုလိုက်ခြင်းအပြင်အနောက်က ein Auto kaufen kann ကားဝယ်သွားနိုင်အောင် Sie spricht langsam damit die Studenten sie verstehen သူကဖြည်းဖြည်းပြောတယ်အဲ့လိုပြောခြင်းအပြင်ကျောင်းသားတွေကသူမကိုနားလည်နိုင်မယ်Intake ကတော့နီလန်မတ်တပ်ကိုဖော်ပြတဲ့နေရာမှာသုံးတာဖြစ်ပါတယ်။အကြောင်းအရာတစ်ခုခုကိုဘယ်လိုလုပ်လိုက်ခြင်းအပြင်ဘယ်လိုနီလန်နဲ့တစ်ခုခုကိုဘယ်လိုနီလန်နဲ့လုပ်လိုက်လဲဆိုတဲ့ဟာကိုပြတဲ့နေရာမှာသုံးပါတယ်။ Intake နဲ့စာကြောင်းတည်ဆောက်မယ်ဆိုလို့ရှိရင်လည်းအရှိမ Hauptsache ရှိပါမယ်။ပြီးရင် Intake ဆိုတဲ့စကားလုံးလေးလာမယ်။ပြီးရင် sentence Nebensatz ကို verb ကိုနောက်ဆုံးမှထားပြီးတော့တည်ဆောက်ပြရပါမယ်။ဥပမာ lernt Deutschအဲ့လိုဂျာမန်စာသင်တဲ့နေရာမှာ in dem jeden Tag liest သူကနေ့တိုင်းစာဖတ်ခြင်းအပြင်ဂျာမန်စာကိုသင်ကြားနေပါတယ် Sie verbessert ihr Deutsch indem sie deutsche Filme schaut သူမကဂျာမန်စာတိုးတက်အောင်လုပ်တယ်အဲ့လိုလုပ်တဲ့နေရာမှာသူကပဲနီလန်းကိုသုံးလဲဆိုရင်ဂျာမန်ရုပ်ရှင်တွေကိုကြည့်တဲ့နီလန်းကိုသုံးတယ်Man spart Energie, indem man das Licht ausschaltet. လူတစ်ယောက်ကမီးတွေကိုပိတ်ထားခြင်းအပြင် energy စွမ်းအင်ကိုချွေထားနိုင်ပါတယ်။အဲ့တော့အခု Intake နဲ့ Damit စာကြောင်းလေးတွေကိုကြည့်မယ်ဆိုလို့ရှိရင်နှစ်ခုလုံးကသုံးတဲ့ပုံစံရောအဓိပ္ပာယ်ရောမတူပါဘူးเนาะ။အဲ့တော့ Intake ကကြတော့ method နီလန်းကိုဖော်ပြတာဖြစ်ပါတယ်။ Damit ကကြတော့ရည်ရွယ်ချက်ကိုဖော်ပြတဲ့စာကြောင်းဖြစ်ပါတယ်။ဥပမာဆိုရင် Ich lerne Deutsch Wozu lernst du Deutsch ဘာရည်ရွယ်ချက်နဲ့သင်တာလဲ Damit အဲ့လိုသင်လိုက်တဲ့အခါမှာ ich die Prüfung bestehe ဟာ somewhere အောင်လို့သင်တာဖြစ်တယ် Ich lerne Deutsch Wie lernst du Deutsch ဘယ်လိုနည်းလမ်းနဲ့သင်တာလဲ indem ich jeden Tag übe နေ့တိုင်းလေ့ကျင့်ခြင်းအပြင်သင်ကြားတယ်အဲ့တော့ရည်ရွယ်ချက်ကိုပြောတာနဲ့နည်းလမ်းကိုပြောတာနဲ့ဖြစ်ပါတယ်နှစ်ခုလုံးက conjunction တော့ဖြစ်တဲ့အတွက်ကြောင့်မလို့ verb ကတော့နောက်ဆုံးမှထားတာချင်းတော့တူပေမဲ့အဓိပ္ပာယ်ကတော့မတူပါဘူး